ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာရသ audio channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုစာရေးဆရာမမာယာရဲ့ဝကျွေးရှိခဲ့သောပရလောကဇလံအပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားပါမယ် channel လေးကို like and subscribe မလုပ်ရသေးရင်လုပ်ပေးတော့ကြဖို့တောင်းဆိုချင်ပါတယ်အိမ်ပြန်နှမ်းလျှောက်လာရင်တူတူရီကိုဘယ်လိုစကားစားရမလဲစဉ်းစားနေမိတယ်တူရီတေးကြောက်တယ်လားဟင်းမကြောက်ပါဘူးရှင်းကကြောက်လို့လားကိုကကြောက်တာပေါ့လူချင်းကထားရိုက်လို့ရသေးတယ်တကယ်ကြတော့ကိုဘယ်လိုသွားထိုးရမလဲခလေးထားစကားကြီးမှန်တိတိကြီးနဲ့သူပြောချလိုက်ရတယ်ပြောပြီးမှစိတ်တယ်ငါနဲ့ခလေးစကားတွေဆိုပြီးအပြစ်တင်လိုက်သေးတာတူကြီးကတော့ရှင်းရလဲလို့ပြောပြီးခက်လွင်လင်ကြီးတယ်ဒီလိုလက်ဆုံးလက်ကင်ပြစီရမရေရတဲ့အကြောင်းတွေနဲ့တော့တူကြီးကိုတင်းသွင်းလို့ရမှာမဟုတ်မှန်သူသဘောဖောက်လိုက်ပြီးဒီတော့နည်းနည်းမူသားတော့မှအဆင်ပြေမယ်ဆိုပြီးစကားလမ်းကြောင်းကိုပြောင်းဖို့ကြိုးစားလိုက်တယ်အင်္ဂါထွန်းမလာခင်ကမေမေခုံးဆက်တဲ့တူကြီးရဲ့ကိုအဆူခံလိုက်ရတယ်သူ့စကားကြောင့်တူဒီမျိုးလုံးလေးဝိုင်းသွားပြီဟမ်မေမေကရှဲကိုဘာလို့ဆူတာလဲအင်ကြီးမှသွားနေတာမေမေကမကြိုက်ဘူးလေမေမေစကားနားမထောင်လို့ဆိုပြီးတော့ကိုစိတ်ဆိုးသွားတယ်ကိုကလည်းတူကြီးကဒီအင်ကြီးမှနေချင်တာဆိုတော့သူစကားစားကိုဖျက်ချပြီးတူကြီးကိုလှမ်းကြည့်လိုက်တော့ကောင်မလေးရဲ့မျက်နှာစီးကလောက်တော့ကျန်တော့တယ်တူဒီစိတ်မကောင်းပါဘူးရှိန်မေမေကဘာလို့အဲ့အိမ်မှာမနေသေးချင်တာလဲအိမ်လေးကဒီလောက်ချစ်စရာကောင်းတာအဲ့လိုပြောပြီးတူဒီတက်ပြေးလေးမတိမတာချလိုက်သေးတယ်ပြီးမှမေမေမကြရင်တူရီတို့မနေတော့ဘူးလေနော်ရှိန်ုံလေတူရီကြောင့်မေမေစိတ်ဆိုးတာမခံစေချင်ဘူးသူအလိမ်မှာတုံးပြီးပြောလိုက်ရပြီမယ်အဲ့လိုဆိုတော့လည်းစိတ်မကောင်းဒါပေမဲ့လည်းတူရီကိုမလိုအပ်ပဲထိတ်တလန့်ဖြစ်စေချင်တာကြောင့်သူဒီလိုပဲလုပ်ရမှာနေကင်းဘက်တော့တူရီအိမ်ကြီးဘက်သွားလို့ရပါတယ်တူရီရဲ့ညဘက်တော့တိုက်လေးဘက်မှာပဲအိတ်လေအဲ့လိုဆိုရင်ရောသူ့စကားကြောင့်တူရီကပချိုင်လေးခွက်နေအောင်ပြုံးပြီးခေါင်းကြီးပြတယ်ခလေးမကလူကြီးမကြနဲ့ခလေးမစကားပြောတာကလည်းတခါတလေကြတော့လေခလေးလူလိုတခါတလေတော့လေတူကြီးလူလိုသူဦးရလာပြီးတူရီခေါင်းတောက်ကနေနေအောင်ခောက်ပစ်လိုက်တယ်ဟာရှေ့ဘာလို့ခောက်တာတော့သူ့ပုံစံချက်ချင်းပြောင်းသွားတယ်မျက်နှာဆူပုတ်သွားပြီးလက်တီးနှစ်ဖက်ဆုပ်ထားသေးတာသူ့ထက်ကြီးနေလို့သာဘာမှပြန်မလုပ်တဲ့ပုံစံငယ်များငယ်ရင်ကြိုက်ပေါက်တော့မဲ့ပုံနဲ့ဟာလိမ္မာလို့လေပြောရဆိုရခတ်မယ်ထင်တာပြောဆူနဲ့နှစ်ဖူးတစ်ချက်ပိတ်တော့ပြီးသူတချိုးလေးပြီးတော့တူရီနောက်ကနေအာပြဲကြီးနဲ့အော်ရင်ပြေးလိုက်လာတယ်ပြီးလိုက်ရင်ခြံနေရောက်တော့ဘေးကတရက်ပင်နေကြတဲ့ဝင်ပြေးမယ်လို့တော့သူတုံငနဲ့ရက်သွားတယ်အကြီးကြီးကအင်ကြီးရဲ့ဝရန်နာမှာစက်တိုက်မြက်မြက်ရောက်သွားတဲ့အချိန်သူတွေးလိုက်ရတာကဝရန်နာမှာရက်နေတဲ့အနက်ရောင်မင်းကလေးသူ့ကိုလက်ချောင်းလေးတွေအသာလှုပ်ယုံလှုပ်ပြီးလက်ပြနေတဲ့ဟန်နဲ့ညနေခင်းဝင်လူဝင်ကင်းနေအောင်ခက်ပြပြအောက်မှာစပင်ဖားရတဲ့ပုံစံကတကယ်ကြောချမ်းစရာအဲ့ဒီအချိန်မှာပဲမိဘဟေးရှင်းကြီးတူရီကသူ့အင်ကြီးကိုလမ်းဆွဲပြီးတဲခံမိတယ်လို့ခေါ်သွားတဲ့အခိုင်သူကြောင့်အန်းနဲ့ပါသွားရင်ကနောက်ပြန်လဲကြည့်လိုက်တော့အနက်ရောင်ပေါ်ဟိတ်ကမရှိတော့ဘူးခဏမြင်နေရပုံထောက်တော့သူပဲကန်နေနေရလားထို့အရာကပဲဒီညကတော့တိုက်လေးတဲ့ပြန်ပြောင်းလာကြပြီကိုဘုံမောင်တို့ကိုလည်းသူတနာလာပြီပစ္စည်းတွေဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်နဲ့လုံနေရတာတော့နည်းနည်းမှညီးညူတာမျိုးမရှိကိုဘုံမောင်တို့သာခွန်နေရပြီမယ်အသက်ကမေမေနဲ့မှမသိမရဲရဲ့သူငယ်ငယ်ကလေးဘွားဖောရှိစဉ်ကလေးကသူတို့ရင်ကတိကထအကုန်လုံးဝေးရတဲ့လုံမှာအခုတော့လေဆွေမျိုးတွေလောက်ငင်းနီးတန်ရောစင်ဖြစ်နေရတဲ့သူတွေပေါ့ကိုကိုမောင်တို့လင်မယားကလည်းကလေးတယောက်သာရလိုက်သေးပေမဲ့ကလေးကလာသားရင်ပါတယ်အတွင်းတက်ပြီးဆုံးသွားရှာတာမိမိပြောတာတော့ကိုကိုမောင်ကြီးခင်ဗျာအယူတစ်ပိုင်းခံစားခဲ့ရတာတဲ့အဲ့ဒီနောက်ပိုင်းကလေးလက်ထပ်မယူကြတော့သူတို့ကလေးနဲ့အသက်အရွယ်မသိမရင်းဖြစ်တဲ့သူ့ကိုပဲသူ့လူသားလို့ဆော့ချခဲ့ကြတဲ့သူတွေတားလောက်ရွေကိုအကိုလေးခေါ်ပြီးတီယိုတီဆက်ဆံလို့တော့သူ့မှာမနေတတ်ခဲ့တာလည်းအမှန်ရှိလို့ပဲခေါ်ပါဆိုတော့လေသူနှုတ်ကြိုးနေပြီမို့လို့စိတ်ထဲမထားပါနဲ့တဲ့လေမိမှာမောင်နှမသားချင်းမရှိတော့သူ့မှာလည်းဦးလေးဒေါ်ရီမရှိတဲ့အတွက်ကိုဖိုးမောင်တို့လင်မယားကသူ့အတွက်ဦးလေးနဲ့အတော်လို့ပင်ကိုဖိုးမောင်တို့လည်းဒီမှာပဲလာအိမ်နော်အင်ကြီးဘက်မှာဆိုကောင်းကောင်းအိပ်ရမှာမဟုတ်ဘူးဟုတ်ကဲ့အကိုလေးညစာစားပြီးကြတော့သူကအလုပ်တွေပလန်ပုံတွေကြည့်နေတော့တူရီကတော့စာအုပ်ပတ်လိုက် TV ကြည့်လိုက်သူ့နားလာပြီးသူမသိကျင်တာတွေလာမိတယ်မိမိဘာကြိုက်တယ်လဲသူဘာကြိုက်တယ်လဲဆိုတာတွေမတိမတာမေးနေတာသူလုံးလက်စားအလုပ်တွေပြီးတော့မှတူရီနဲ့အေးစေးစကားပြောဖြစ်တော့တူရီဘဝမှာဖြစ်ချင်ဆုံးရည်မှန်းချက်ကဘာလဲသူ့အမေကိုသူမဆိုင်မတော့ဖြစ်လိုက်တာကတူရီရည်မှန်းချက်ကတကယ်အစ်စ်မှန်ပြောရှင်းရတဲ့ဘဝမျိုးမှာရှင်းနေချင်တာသူကြားနေကြအပြင်မျိုးနဲ့မတူတော့နည်းနည်းတော့အထူးဆန်းဖြစ်သွားမိတယ်ဒါဆိုတူရီအကြောက်ဆုံးရတော့တူရီကသူ့မျက်နှာကိုစစ်စစ်ကြည့်ရင်ပြန်ပြေးလိုက်တာကမပြောရှင်မှုသူထင်ထားတာကမွေးပင်ကူပို့ဟက်
အစားရှိတဲ့ဖြင့်တတော်ဝါတကောင်ကောင်ဖြစ်ခဲ့မယ်လို့ထင်ခဲ့ပေမဲ့တူရီအဖေကြောင့်နည်းနည်းတော့မြင်တတ်သွားမိတယ်။ဘာလို့မပြောချင်မှုကိုကြောက်တာလဲသူကြီးရဲ့ဒီကောင်မလေးမှာဘလို့သွေးခေါ်တွေရှိတယ်ဆိုတာကိုသူသိရင်လို့မေးလိုက်ခြင်းပဲဖြစ်တယ်။ရှိမစဉ်းစားကြည့်လေတူရီတို့နေ့စီဖက်တန်းနေရတဲ့ခံစားချက်တွေထဲမှာပြောချင်မှုကအရေးပါဆုံးပဲ။ဘလောက်ကျမ်းမာနေနေချမ်းသာနေနေဘလို့ပြည့်စုံနေပါစေ။နေထိုင်ရတာအသက်ရှင်ရတာပြောချင်မှုမရှိတော့ရင်ဘဝကဘလို့အဓိပ္ပာယ်ရှိအောင်မလဲ။မပြောချင်ရတော့ရင်ဘလို့တက်ဆက်ရှင်ရမလဲဆိုတာတူရီဖြင့်တွေးတော်မတွေးကြည့်ရဘူး။အဲ့ဒီတော့တူရီကမပြောချင်မှုကိုကြောက်တယ်။မပြောချင်မှုကအတက်တခြားအောင်နှုတ်ပြနိုင်လောက်အစိပ်ပြင်းနေရှိရင်အတက်နဲ့မလိုက်အောင်တွေးခေါ်မှုအသေးဆန်းရှိပုံတော့ဖြင့်သူသဘောကျသွားတယ်။ဒါဆိုတူရီကဘလို့ချင်းဒီနိုးရီဆိုမပြောဘူးလေ။သူ့အမေကိုတူရီခဏစဉ်းစားလိုက်သေးတယ်။ပြီးမှတူရီတေချာမသိဘူးရှိဖေဖေကတူရီကိုပြောအောင်စိတ်ချမ်းသာအောင်ထားပေးရတယ်။ဒါဆိုတူရီကိုကိုလက်ဆောင်အနေနဲ့တခုအကြံပေးမယ်။တူရီကြောက်တဲ့မပြောချင်မှုနဲ့မဆိုအောင်တားပေးနိုင်မယ်အကြံပေါ့။ဘာကြီးလဲဟင်တူရီပြောချင်မှုဟာတူရီစီရပဲလာတာဖြစ်ပါစေတူရီပြောချင်မှုကဘသူ့ပေါ်မှာမှမိကုန်မှုမရှိစေနဲ့ဒါဆိုအနည်းနဲ့အများတော့တူရီမပြောချင်မှုနဲ့တက်နိုင်တဲ့များချောင်းလာလိမ့်မယ်ဟုတ်ပြီလားတူရီခေါင်းကိုအတာပုတ်ပြီးရင်သူပြောတော့ကောင်မလေးကဆက်ကလေးပူပြီးခေါင်းကြီးပြတယ်မပြောမှကြောက်တဲ့ဒီညီမလေးကိုတက်တက်လုံးပြောချင်နိုင်စေချင်ပါရဲ့အိမ်ထဲမှာသူသတင်းစာဖတ်နေတော့နားထဲကိုအတန်တချို့တိုးဝင်လာခဲ့တယ်စိုင်းတန်ပုံတန်တချို့ရဲ့တချင်းတက်ရဲ့မုံရွှေခိုင်မာလာနေစီကျိုင်းစွာသာတင်းကြီးတချင်းတန်လာနေတာကအင်ကြီးစီကသူသတင်းစာကိုအတာချလိုက်ပြီးတိုက်လေးတွေကထွက်လာလိုက်တယ်ထွက်လာမှအတန်ကပူပြီးပြင်းလာတယ်မိန်းကလေးတစ်ယောက်ရဲ့အတန်ချူချူကတချင်းနဲ့ပနံရစွာပြန့်နေတာအမှန်သူချီလန်းနေရွေးလို့ရွေးမှမသိအင်ကြီးစီဥတီသွားနေခဲ့မိတယ်အန်အားတင်စွာတွေ့လိုက်ရတာကအင်ကြီးရဲ့လှီကားအသက်ကိုပြည့်ရှိကြီးမှာသူတချို့ကစိုင်းနေကြပြီးအလဲမှာမိန်းကလေးတစ်ယောက်ကဆူလဲဆူကလည်းကနေတယ်အောက်ကနေလမ်းမြင်နေရတာမို့လို့မျက်နှာတွေကတော့မတဲကွဲသေးပြီဒီလူတွေဘယ်ကဘလူညာအိမ်ပေါ်ကြီးရောက်လာကြပါလိလို့တွေးမိပေမဲ့ဒေါသထွက်ရမယ့်အစားတိကျင်စိတ်ကပူပြီးပြင်းပြနေတော့စိတ်တူဖို့တတိမရသေးသူလေကားကနေတဖြည်းဖြည်းတက်လာရင်အလဲလောက်ရောက်တော့သူမြင်လိုက်ရတာကအင်ဂျီကအနက်ရောင်ပေါ်မှာလက်ကွက်နေရနဲ့ခါးနေရမှာအနီရောင်ပန်းနှုတ်လေးတွေထိုးထားတဲ့လက်ပြက်ခါသူအနီနဲ့အနက်ပတ်လဲစဉ်ထမင်ကိုချစ်ချစ်ဝေထားတဲ့မိန်းကလေးတစ်ယောက်ပုံရွှေကြီးချင်းနဲ့စီးချက်ကြစွာကနေလေသည်လက်တခါချိုးလိုက်တိုင်းမှာမျက်နှာမျက်စမျက်နှာနဲ့အနီမိန်းကလေးရဲ့ပုံမှန်တွေ့မြင်ကိုကြည့်ခြင်းအပြင်အသက်20ဝန်းကျင်လောက်ပဲရှိအောင်မီမိန်းကလေးကရုပ်ရင်အပြင်ကြကြအကြည့်ခံတဲ့ယုံမျိုးရင်ပြောရင်ကနေဟန်ကမျက်စိမလွဲကျင်လောက်အောင်ကြက်တည်ရှိလာသည်စပင်းလေးကတင်ပါပေါ်ဝဲနေပြီးသူဤမဲခဲနေခြင်းကသူမရဲ့အလောက်ကိုပုံမထောက်ပံ့နေတယ်လို့ပင်သူကြည့်နေတာကိုတယောက်မှမမြင်တယ်လို့တီးကြဆိုကြကားကြနဲ့သူဘလောက်ကြောင်ရက်ကြည့်နေမိတယ်မသိတချင်းအစုံတချင်းချတဲ့အချိန်မိန်းကလေးကကိုယ်တပတ်လက်ပြီးထိုင်ကြရင်ကောက်ကုတ်ကိုအဆုံးသက်တဲ့အချိန်လေးနေနေတဲ့ပုံဝန်းကျင်ဟာချက်ချင်းမောင်ကျသွားတယ်စိုင်းတန်အရက်မှာပဲစိုင်းနေတဲ့သူတွေရုပ်ကြီးဆိုသူလိုပျောက်ကွယ်သွားပြီးကနေမိန်းကလေးသူ့ဘက်ကိုစက္ကနဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မျက်နှာပြန်နှမ်းပြီးတူးကြုံမမဲတွေကအကြောင်းထနေပြန်လုံးကဖြူစွတ်စွတ်ထဲမှာအနက်ဆန်အားပါတယ်ဆိုရင်အပြောက်ကလေးတင်ဝိယုံကလည်းခုနကဝတ်စုံမဟုတ်တော့ပြီးအနက်ရောင်မင်းသမီးဝတ်စုံနဲ့ထိုင်နေရကနေသူ့စီလေးဘက်ကုန်းပြီးတော်လာရင်ပါဇက်ကလည်းထွက်သွားကြစမ်းဆိုပြီးအော်လိုက်တဲ့အတန်ဟာအကွက်ကွက်နဲ့အတန်တွေထပ်နေတယ်မမျောနှင့်ထားတဲ့ပုံစံမျိုးရုပ်ကြီးပြောင်းလဲသွားတော့သူလမ်းပြန်သွားပြီးနောက်ကိုခြေတလန်းအဆုပ်မှာလေကားပေါ်ကနေပြုတ်ကျသွားပြီးရှင်ထဲမှာဟာကနေဖြစ်သွားမှာပဲအာသူငေါခနဲ့ထားတယ်လိုက်တော့ချွေးတွေဆိုရွှဲနေပြီးအာကောင်တွေလည်းခြောက်နေတယ်အသက်ရှူတန်နေမြန်ပြီးရှင်ထဲမှာလည်းတထိတ်ထိတ်နဲ့နှလုံးကုန်မြန်နေတာကနားကနေတော့ရေကုန်တန်ကိုပြတ်ကြားနေရတယ်လို့ပြီးမှအဲ့ရထဲမှာရှိနေတဲ့သူ့အဖြစ်ကိုတည်ထားမိပြီးအိမ်မက်ဆိုတာသိလိုက်ရမှသူကနည်းနည်းနေတာသွားတယ်ဒီမိန်းကလေးအပြင်မှာနှစ်ဖူးတွေဒူးတွေချောင်းလန့်လို့မရတော့အိမ်မက်သေးတီတော်လာ6တယ်ဆိုတော့လေခက်တော့ခက်ချပြီနောက်နေ့မနေ့အစောကလေးကသူအလုပ်ကိစ္စနဲ့ထွက်လာရတယ်မနက်စာတော့တူရီနဲ့မစားဖြစ်ခဲ့တနေ့ကုန်အလုပ်ကြောင့်ဟိုကူးလိုက်ဒီကူးလိုက်နဲ့အချိန်ကုန်လို့ကွန်မန်းတော့မသိလိုက်ကိစ္စဝိစ္စတွေအားလုံးပြီးလို့အိမ်မြန်တော့မယ်ဆိုတော့အချိန်က4 နာရီကျော်ပြီကားပေါ်ကဆင်းလိုက်တဲ့အချိန်ဘေးကတရက်ပင်နားကနေတခုခုရေကနေဖြတ်သွားတာမြင်လိုက်တယ်လှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါနဲ့အိမ်ထဲဝင်တော့မယ်ဆိုပြီးခြေလန်းလာ2 လမ်း 3 လမ်းလောက်ပဲရှိသေးတဲ့အချိန်နောက်ကနေတယောက်ကသူ့မျက်လုံးလေးကိုလက်နဲ့ဖိပိတ်လိုက်တာခံလိုက်ရတယ်ထိတ်ကနေတော့လမ်းသွားပြီမယ်သူ့ကိုဒီလိုစားနောက်မဲ့သူဟာတူရီကလွယ်ရင်မရှိတာမလို့တူရီကိုဖြင့်လှမ်းသွားတာပဲတူရီဘာလို့လဲကိုရဲ့သူဟင်းကနေဖြစ်သွားတယ်
တူရီတန်ဟာသူ့နောက်ကနေဖက်လာတာမဟုတ်အိမ်တကားဝါလောက်ကနေလမ်းတော့လိုက်တယ်လို့အတန်ဒါဆိုသူ့ကိုမျက်စိလှပေးထားတာကဘာကြီးလဲသူလက်ဖက်ဖက်နဲ့လက်တွေကိုဆွဲဖြုတ်ပြီးလှည့်ကြည့်လိုက်တော့မျက်လုံးတွေကဖိပိတ်ခံထားရတာမလို့အမြင်အာရုံတွေကတိတ်တော့မပြင်းနေသူမြင်နေရတာကမိန်းကလေးတော့မိန်းကလေးပဲမျက်လုံးတွေကိုအမြန်ပုတ်ပြီးတိကျကြည့်လိုက်တော့ကြည်ပြူမြင်လိုက်ရတဲ့အချိန်မှာရင်ထဲမှာလှည့်ကနေဝမ်းသာသွားတာကဘလို့မှဖုံးပြီးလို့မရအားလုံးထဲမှာသူအမြန်လို့ရဆုံးသစိမ်းမိန်းကလေးကြည်ပြူတွင်ဘာကူမှကြည်ပြူလေလူကိုဖုံးနေတော့တစ်ချက်မဆက်ဘဲနဲ့ကြည်ပြူကနှာခေါင်းလေးရှုပ်ပြီးစကနာထိုးတယ်တကယ်တည်းတူရီနဲ့သူတီရောက်ပြီးကြတဲ့ကသူကြည်ပြူစီကိုဆက်သွယ်မလုပ်ဖြစ်ခဲ့တာဒါပေမဲ့ကြည်ပြူဆိုတဲ့မိန်းကလေးကအဆက်အသွယ်မလုပ်လို့ဆိုပြီးသူ့ကိုစိတ်ဆိုးစိတ်ကောင်းမဲ့သူမျိုးမဟုတ်နှစ်ယောက်သားကြားမှာနားလည်မှုတွေနဲ့တန်ရုံးစင်ကျိုးတစ်ချောင်းခိုင်မင်းလာတာအခုဆို9နှစ်ကျော်လာခဲ့ပြီပိုပြီးနားလည်မှုရှိစေတဲ့အကြောင်းဟာကြည်ပူနဲ့သူဆိုတာအလေတန်းကလေးကခင်လာတဲ့တငယ်ချင်းတွေတစ်ဖြစ်လဲချစ်သူတွေတက်တွေကြလာလေသူပိုပြီးမျက်နှာရလေးဖြစ်တယ်သူ့ဦးတီတော်မိန်းကလေးကဲလာပါအိမ်ထဲရောက်မှရန်တွေ့တော့တူရီကတော့သူတို့ကိုကြည်ပြီးပြုံးရင်အိမ်ထဲဝင်သွားပြီမြင်ဝင်းထဲမှာတူရီပျောက်သွားမှကြည်ပြီးကိုပြုံးဝင်းထဲဆိုဖတ်လိုက်တယ်အမလေးအခုမှအကဲပူနည်းနည်းလျှော့ပါဦးဒီမှာအသက်ရှူကျက်နေပြီကြည်ပြီးကသူ့ကိုအသာတွန်းထုံးနေပေမဲ့ဒီလက်ကလေးတွေမှာအားမပါတာသူပဲတည်မဟုတ်လားကိုတကယ်လွမ်းနေတာကြည်ပြီးရဲ့သူ့ရင်ဝင်ထဲကနေမောကြည့်လာတဲ့ကြည်ပြီးမျောဝန်းတွေကလည်းသူနဲ့ထက်တူထက်များသူရေချိုးပြီးတော့ကျန်းစာစားကိုအားလုံးအစင်တစ်ဖြစ်နေပြီထမင်းစားပွဲမှာတမီးရောက်မနေရသူ့ကိုစောက်ရင်ဘာတွေတူထုံးနေတယ်မသိတူရီနဲ့ကြည်ဘူးကတူရီစားရောက်ပြီးကြတဲ့တွေ့ဘူးလားမလို့အတန်အတင်းတော့ရင်းနှီးနေပြီထမင်းစပွဲမှာဘယ်ကျိုးငယ်နာရောက်တဲ့ရာတွေပြောတော့တူရီကနားထောင်ရင်အခြေသမားတူရီကအရင်စားပြီးလို့ထမင်းဝိုင်းကနေအရင်ထသွားတယ်တူရီခန်းထဲဝင်သွားတဲ့အထိကြည်သူကြည့်နေပြီးမှသူ့ဘက်လှည့်လာပြီရှင်ငါနဲ့ကိုမေးမလို့များသောအားဖြင့်သူတို့အတွဲဟာနင်းနဲ့ငါသာတုံးလုံးကြလေသည်မေးလေကြည်ဘူးရဲ့နင်တို့နေရတာအစင်ရောပြေလားပြေပါတဲ့ဟာဘာလို့မေးတာလဲကြည်ဘူးကပြောတယ်မပြောတယ်စဉ်းစားနေသလိုဖြစ်နေတော့သူကပဲပြောလေဘာဖြစ်လို့လဲအဲ့ဒီကျမှကြည်ဘူးကတပြင်းကိုကြက်ချပြီးငါကဒီကိုကလန်းရဲ့ကိစ္စနဲ့လာတာနင်သိတယ်မလားအန်ဒီကနင်တို့မောင်နှမနဲ့ရောက်နေရထိုင်ရတာအဆင်ပြေရလားတွားကြည့်ပေးပါအောင်ပြောတာနဲ့ငါလည်းနေအော်တော့အောင်ကြုံမပြောပဲလာလိုက်ကကြည်ဘူးကသမင်းကိုလက်စားတက်ရင်ရေတောက်လိုက်တယ်ပြီးမှနေ့လယ်ပိုင်းငါရောက်တော့နင်ကမရှိဘူးဟာဒါနဲ့တူရီရောလို့ကိုဖိုးမောင်ကိုမေးကြည့်တော့နောက်ဘက်ကအင်ကြီးမှဆိုတာနဲ့ငါလည်းလိုက်သွားတာအဲ့မှာကြည်ဘူးကဆက်ပြောဖို့ဝေခွဲမရတော့လို့စကားကြက်သွားတော့အဲ့မှာဘာဖြစ်လဲကြည်ဘူးကသူ့ကိုအသေးစားကြည့်ရင်ငါအင်ကြီးနဲ့မလက်မကရောက်တော့တူရီဝရဏနာမှာရက်ပြီးတော့ဖုံးပြောနေတာတွေ့ရင်ပြီးတော့သူ့ဘေးမှာလည်းကောင်မလေးတယောက်ရက်နေတယ်ရုပ်တော်အသေးချာမမြင်လိုက်ပေမဲ့အင်ကြီးအနက်နဲ့တူရီကငါ့ဘက်ကိုတဲ့ရက်နေတာမဟုတ်တော့ငါ့ကိုမမြင်ဘူးအဲ့ကောင်မလေးကမြင်မို့ရတယ်ငါ့ကိုဇလန်းပြတယ်ငါလည်းတူရီတငယ်ချင်းဆိုပြီးပြန်ပြုံးပြလိုက်တာပေါ့သူနည်းနည်းတော့သဘောပေါက်စားတူးလိုက်ပြီအဲ့လိုနဲ့ငါအပေါ်ရောက်သွားတော့တူရီတယောက်တည်းရေငါ့ကိုတွေ့တော့တူရီလည်းဝမ်းသာနေကြတာတူရီနဲ့ငါစကားပြောရင်အတော်ကြာတဲ့အထိခုနကကောင်မလေးကိုမတွေ့ရနဲ့တူရီတငယ်ချင်းရောလို့မိလိုက်တော့တူရီကကြောင်သွားတယ်ဘယ်ကတငယ်ချင်းလဲတူရီနဲ့ဖုံးပြောနေတဲ့တငယ်ချင်းကိုမိရလားတဲ့ဒါနဲ့ငါလည်းစိတ်ထဲမှာတမျိုးဖြစ်သွားလိုက်တယ်တူရီကိုတော့ဘာမှဆောင်မပြောလိုက်ဘူးပြောရင်းနဲ့ကြည်ဘူးကရှေ့ကိုနည်းနည်းတိုးလာပြီးအတန်နဲ့ရင်ငါတို့ဒီဘက်ကိုပြန်လာမှစိတ်မလုံတာနဲ့နောက်ဘက်ကိုလှည့်ကြည့်လိုက်တော့ဝရဏနာမှာခုနကမိန်းကလေးရှိနေတဲ့ရှေ့ငါတော်တော်ကြောက်ချမ်းသွားတာငါကိုဖိုးမောင်ကိုလည်းတူတိတ်မေးပြီးပြီဒီမှာဧည့်သည်ရှိသေးလားမေးတော့သူကလည်းမျက်နှာပြက်ပြက်နဲ့ညတို့၄ယောက်ပဲရှိတဲ့အကြောင်းကိုပြောတယ်ဒါကြောင့်ငါမေးတာညတို့နေရတာအဆင်ပြေရဲ့လားလို့ကြည်ဘူးစကားအဆုံးမှာသူလည်းတက်သိန်းတော်ထားသွားတယ်လောလောဆယ်မီနေတွေ့နေရတာသူတယောက်တည်းမဟုတ်တာတော့သိလိုက်တယ်အစိုးရကအကောင်တူရီကိုမနှောက်ယှက်တာကိုပဲကျေးဇူးတင်ရမလို့ပဲကြည်ဘူးအမေကိုသူဘလို့ဖြေရမှန်းတော့မသိတော့သလိုနဲ့ပဲဘလို့ပြောရမှန်းတော့မသိတော့ဘူးကြည်ဘူးရေသူတပြင်းအသာချပြီးမှအင်ကြီးထဲမှာရှိနေတဲ့ဟာကိုငါလည်းမြင်ဖို့တယ်ကြည်ဘူးတရဲမှာဟာအနဲ့ရောအချိန်မင်းမီဝတ်စုံနဲ့ပြီးတော့အခန်းလေးပြီးတော့ဘာဖြစ်လဲရှိန်ကြည်ဘူးကသူ့စကားကိုစိတ်မရှိသလိုမော်တော်ကောမိတယ်သူတပြင်းအသာချရင်တော်တော်ကြောက်ဖို့ကောင်းတယ်
ငါတက်တက်နဲ့တကူအဲ့လိုကြောက်စရာကောင်းတယ်လို့တခါမှမကြုံဘူးရှိမယ်လို့လည်းမထင်ဘူးဒါနဲ့များဘာလို့ဆက်နေသေးရလဲရှိရင်ကြည်ပြူကသူ့ကိုနားမလဲတယ်လို့မေးလာတော့သူကြည်ပြူကိုလေးလေးနက်နက်ကြည့်ရင်တိုရီကြောင့်တိုရီကဒီမှာအရန်နေခြင်းနေတာကြည်ပြူဘာနဲ့သူ့ဆန္ဒကိုဖျက်ဆီးခြင်းဘူးပြီးတော့တော်သေးတာတခုကတိုရီကအဲ့ဒီမိမရှိနေမှအခုထိတည်သေးပုံမရဘူးလောလောဆယ်ကြုံနေတွေ့နေရတာကငါတယောက်တည်းသူ့စကားအဆုံးမှာကြည်ပြူကခေါင်းခပ်ပြပြရမ်းနေမဟုတ်သေးဘူးရှိန်နင်တိုရီကိုချက်တာငါနားလဲပါတယ်ဒါပေမဲ့ဒါကြီးတော့မဟုတ်သေးဘူးနင်တို့ဒုက္ခရောက်သွားနိုင်နေနော်အန်နီတည်နေနင်တို့ကိုဒီမှာဆက်နေဖို့ခွင့်ပြုမှာမဟုတ်ဘူးကြည်ပြူစကားကြောင့်သူတူရသွားရတယ်ကြည်ပြူပြောတာလည်းမှန်ပြီဒီအခုထိတော့ဘာမှမဖြစ်သေးပေမဲ့ဖြစ်လာခဲ့ရင်သူတိုရီကိုကာကွယ်ပေးနိုင်ပါမလားမသိကြသူနဲ့ကြည်ပြူရဲ့စကားဝိုင်းကခိတ္တတိတ်ဆိတ်သွားတယ်ကြည်ပြူကလည်းသူစဉ်းစားနေမှန်းသိတော့ညင်ညင်လေးစောင့်နေပြီးတယ်နောက်ဆုံးသူတပြင်းတစ်ချက်ချလိုက်ရင်နင်ပြောတာမှန်တယ်ကြည်ပြူအစကတော့အိမ်လေးဘက်မှာလာနေလိုက်ရင်အဆင်ပြေသွားမယ်ထင်တာအခုကတိုရီကအင်ကြီးစီကိုခဏခဏသွားနေတော့တနေ့မဟုတ်တနေ့အဲ့ဒီမိမကိုမြင်လာမှာပဲငါ့ကိုနေ့ရက်တော့ရတော့အချိန်ပေးဦးကြည်ပြူနောက်ထပ်နေရာရှာဖို့နဲ့တိုရီကိုပြောဖို့ငါ့ကိုအဲ့လောက်တော့အချိန်ပေးကြည်ပြူဟာဆိတ်ရှုပ်သေးပုံပေါ်နေတယ်သူ့ကိုရအတာကင်ပြီအေးပါငါနင်တို့တခုခုဖြစ်မှာစိုးရင်လို့ပါဘနဲ့ပြန်နေခင်ကလိုင်းနဲ့တွေ့ပြီးငါအားပြီးနေခင်းဘက်တွေကတိုရီနဲ့လာနေပြီမယ်သူပြောရင်ကောင်းချင်းပြလိုက်ရင်ညလာအေးလေရပါတယ်ဟာတိုရီနဲ့တူတူအိတ်လို့ရတာပဲခုခုမှမိမလည်းရှိတာပဲပြီးတော့ငါနဲ့ကိုကြိုက်မစားပါဘူးဟာရှိကြကြနဲ့ပြောလိုက်ပုံကြောင့်သူ့စကားအဆုံးမှာကြည်ဘူးကမျက်စောက်ကြည်ဘူးမျက်စောက်ဟာသူ့စီကိုဒိုင်းကနေပါဇက်ကလည်းကောင်စုပ်ဆိုပြီးခက်ကြိတ်ကြိတ်ပြောတယ်သူ့အတွက်တော့ဒီမိန်းကလေးရဲ့အပြောအဆိုပြုမှုတိုင်းဟာမင်းတို့ဖွဲ့ရတွေပဲဖြစ်နေခဲ့တော့လေဘာပဲနေနေချစ်တီဆိုတာမျိုးပြီးတော့ဒီချန်ကြီးထဲမှာစက်နေဖြစ်မှာမဟုတ်တော့ဘူးဆိုတဲ့အသည့်နဲ့စိတ်ထဲအနေငယ်တော့ပေါ့ပွားသွားတယ်ရှစ်ဆက်ဘာဖြစ်မယ်ဆိုတာသူမှကြုံမသိခဲ့တာညကောင်းကောင်းအိပ်ပျော်တာလို့မနဲ့အိပ်ရလို့တော့သူ့စိတ်တွေတော်လေးကြည်ကြည်လင်လင်ရှိနေလေသည်မျက်နှာသိရင်ဒီနေ့လောက်ရမယ့်ကိစ္စတွေကိုခေါင်းထဲမှာအစီအစဉ်တွေချနေမိတယ်မနဲ့ဆန်စားဖို့ထွက်လာတော့စပွဲမှာတိုရီကဘာမှမစားသေးပဲသူ့ကိုစောင့်နေပုံသူ့ကိုမြင်တော့ထုံးစံအတိုင်း morning shake ဆိုပြီးပြုံးပြရင်နှုတ်ဆက်တော့သူတခုခုမူမမှန်တာတွေကိုတတိထားမိလိုက်တယ်တိုရီမျက်နှာတော်တော်လေးကိုညှိုးနေတယ်သူ့ကိုပြုံးပြဖို့အောင်ခက်ရရဲ့သူစပွဲမှာဝင်ထိုင်ရင်တိုရီမျက်နှာလည်းမကောင်းပါလားဒီမကောင်းလားပါဇက်ကပြောလဲပြောလက်ကလည်းတိုရီနှစ်ဖိုးစီရောက်ပြီးအသာဆန်းကြည့်တော့လည်းနဲ့ကိုပူနေတာကိုသိလိုက်တယ်တိုရီကသူ့ကိုအသာပြုံးပြရင်ညကောင်းကောင်းအိမ်မပြောလို့ပါရှိန်အိမ်မအင်းဟုတ်တယ်ကြောက်စရာကောင်းတာနဲ့အိမ်မက်တယ်ရှိန်တိုရီခဏတိုင်းလန်နိုးနေရနဲ့ကောင်းကောင်းမအိပ်ရဘူးအဲ့ဒါကြောင့်မှတိုရီနေကောင်းပါတယ်အိမ်မက်ဆိုတဲ့စကားထက်တိုရီနေမကောင်းနေတာကိုသူအတော်လေးစိုးရင်ပြီးသွားတာအမှန်ဘာလို့နေကောင်းမှလဲတိုရီရဲ့အခုကိုစမ်းကြည့်တာနည်းနည်းကိုပူနေတယ်မနဲ့စာစားပြီးရင်ကိုစေးကန်းလိုက်ဖို့မယ်နော်သူပြရကပီးပြောနေတာကိုတိုရီရဲ့သဘောကျသွားပြီရှေ့တွန်းစရာကြီးရသွားပါတိုရီစေးတောက်ထားလိုက်မယ်အရှင်ရနဲ့ဒီလိုကိုပူရင်စေးတောက်တာနဲ့ပျောက်တယ်တိုရီကိုစိတ်မပူနဲ့နော်သူစိတ်မဖြောင်းနိုင်မလို့မျက်နှာစိတ်ပူနေတဲ့ပုံကအတိုင်းသာဒါကိုသိတဲ့တိုရီကတိုရီမတက်တာရင်ဖုံးဆက်လို့ရတာကိုအနီလာလည်းရှိတာပဲအရင်စိတ်မပူပါနဲ့ရှင်ဒါဆိုကိုကြည်ပြူကိုကြွလိုက်မယ်ကြည်ပြူကနေခင်းတော့ဆိုအားပြီဆိုတော့သူလာလိမ့်မယ်ဟုတ်ဘနက်စာဝိုင်းရတယ်တိုရီထားသွားပေါ်ကလေးလံထိုင်းမိုင်းနေတယ်လို့မို့လို့သူအလုံးမသွားခင်တိုရီကိုစေးတောက်ဖို့ထထကမှာခဲ့ရတယ်အလုံးရောက်တော့လေဖုံးဆက်ပြီးစေးတောက်ပြီးပြီလားလှမ်းမေးရတာအမောနေကင်းသမင်းစားချိန်ရောက်တော့ကြည်ဘူးစီဖုံးဆက်မလို့တွေးပြီးမှမဆက်တော့ပဲကြည်ဘူးတဲ့ဟိုတယ်စီကိုပဲမောင်းလာလိုက်ပြီးဟိုတယ်ရောက်မှလော်ဘီမှာသူရောက်နေတဲ့အကြောင်းဖုံးဆက်တော့ကြည်ဘူးကဆင်းလာတယ်ငါတော့အခုပဲဖုံးဆက်တော့မလို့ဘလို့ပြလို့မပြောမဆိုရောက်ချလာတာတော့ရှင်းရဲ့တူရီကတိတ်နေမကောင်းဘူးကြည်ဘူးအဲ့ဒါငါသူ့ကိုစိတ်မချလို့နေ့လောက်ကိစ္စတွေပြီးရင်အိမ်ကိုတခါလေးလိုက်ခဲ့ဖို့ခေါ်မလို့သူ့စကားဆုံးတော့ကြည်ဘူးကသူ့ကိုအကဲပူရန်ကောဆိုတဲ့အကဲပုံရံကောဆိုတဲ့ပုံစံမျိုးနဲ့ကြည်ပြီးပြုံးနေအေးပါဟာကျွန်တော်မျိုးမအခုလိုက်လာခဲ့မယ်ငါကတော့ငါ့ကိုလွမ်းလို့လာတာမှတ်ပြီးဘိုးဝင်နေတော့မြင့်သွားတာကြည်ကနှောက်ခမ်းအောင်ဆူပြီးပွားစီပြောလာတော့သူ့မှာစိတ်ထဲမကောင်းဖြစ်သွားရတယ်သူ့မိန်းကလေးပေါ်နိုင်ကားလို့ရမြန်ကြောက်သွားပြီလားဆိုပြီးမျက်နှာမကောင်းဖြစ်သွားတော့သူ့အကြောင်းမသိလို့နဲ့ကြည်ကသူ့ဘောက်လက်ညှိုးလေးနဲ့အတာလန်းသွင်းဟေးငါစတာပါဒီကိစ္စငါကိစ္စပဲရှိန်
ညညမလည်းငါညမပဲလီတို့အပြုံးနဲ့ဆူလာတော့သူ့မှာပီတီလေးဖြစ်ရတယ်လို့ကြည်လဲကြည်နူးရလေသည်ဒီမိန်းကလေးရဲ့စိတ်နှလုံးကိုပိုင်ဆိုင်ခွင့်ရတာကလေသူ့ဘဝအတွက်ကံအကောင်းဆုံးတွေထဲကတစ်ခုပင်ကဲဒါဆိုခဏစောက်ငါလက်ကိတ်သွားယူပြီးချက်အောင်လုပ်လိုက်ဦးမယ်အေးလမ်းမှာကားမောင်းလိုက်ရင်ဘေးမှာစကားတွေပြောပြီးလိုက်လာတဲ့ကြည်ပြူကိုကြည့်ပြီးသူမကို propose လုပ်ခဲ့တဲ့နေ့ကိုအမှတ်ရမိသွားတယ်အလေတန်းကလေးကခင်လာပြီးမယ်တက္ကသိုလ်ရောက်မှကြည်ပြူပေါ်ထားတဲ့သူ့တန်ရောစင်တွေကအယောင်ပါလာခဲ့တာဖြစ်သည်ဖူးဖို့နေအောင်လာတာမျိုးမဟုတ်ပြီမယ်စကားပြောဖို့နေပုံထိုင်ပုံကစားစောစောင်းနိုင်လုံးတဲ့ကြည်ပြူကပူးပန်းခံရတာတယောက်မဟုတ်နှစ်ယောက်မဟုတ်သူမကဘသူ့ကိုမှစိတ်ဝင်စားဟန်မပြပြီမယ်သူကတော့တဝင်းတုံမမသိတူပြီးကြည်ပြူအပေါ်တိမ်ညွတ်လာတဲ့သူ့စိတ်ကိုတတိထားမိလာခဲ့လေသည်တရံကျောင်းမရဲ့ညနေပိုင်းမှာနှစ်ယောက်သားစပိန်စီထွက်ကြတဲ့အချိန်ကြည်ပြူကသူ့နောက်ကလိုက်ရင်သူ့ကိုပိုးပန်းနေတဲ့သူတွေထဲကတယောက်အကြောင်းတခုတည်းရပြောလာခဲ့တယ်သူဘာတော့ခုမှပြန်မပြောပဲစိတ်ပေါက်ပေါက်နဲ့နင်းသွားလိုက်တာတော်တော်ဝိုးဝေးရောက်သွားတာတော့မသိပဲကြည်ပြူပြောမှသတိဝင်ပြီးပြန်လဲခဲ့ရတာအပြန်လမ်းမှာမိုးတွေတဲ့တော့လမ်းပေါ်ယူရီတက်ပြီးစပိန်နှိမှုအဆင်မပြေတာနဲ့ဆင်းသွင်းရတယ်တွန်းလိုက်ရင်လမ်းကကုန်းစင်းနေရရောက်တော့ရေစီးကိုမျက်နှာမူပြီးတွန်းနေရတဲ့အချိန်ပစိုးဝတ်ထားတဲ့သူကပစိုးဝိတ်ထင်းရရေထဲမှာစပိန်သွင်းရနေဆိုတော့ခရီးရမတွင်လားဒါနဲ့ကြည်ပြူကနောက်ကနေကူတွန်းပေးရတယ်မင်းချန်တဲ့ဝမ်းဆက်နဲ့နောက်ကနေကိုရိုကာယာစပိန်သုံးမိနေတဲ့ကောင်မလေးကိုကြည့်ရင်သူ့ခံစားချက်တွေထိမရအောင်ပို့ထွက်ချင်လာခဲ့တာဒါနဲ့စပိန်ကိုတောင်းထောက်ပြီးရက်လိုက်တော့ကြည်ပြူကဟေးဘာလို့ရက်တာလဲဟာမိုးကအရန်တဲလာပြီအိမ်မြန်ကြမယ်ငါတော်တော်လေးချမ်းနေပြီဟာကြည့်လိုက်တော့တကယ်လဲကြည်ပြူကနှကန်းလေးတွေတောင်တစ်ဆက်တုံနေပြီသူလည်းဖြစ်ချင်ရဖြစ်တော့ဆိုပြီးကြည်ပြူငါနဲ့ကိုပြောစရာရှိတယ်အိမ်ရောက်မှပြောလို့မရဘူးလားဟာချမ်းလို့သေးတော့မယ်မရဘူးဟာငါပြောမှာလားသူ့ပါဇက်ကစကားတွေထွက်မလာနိုင်ဖြစ်နေတာမလို့ခေါင်းကိုအပေါ်မော်ပြီးအားယူလိုက်တယ်မျက်နှာပေါ်ကုန်းမောက်ကြရတဲ့မိုးဆက်တွေကသူ့ကိုအားပေးနေသည့်အလားသူခေါင်းပြန်မဲ့ပြီးကြည်ပြူမျက်နှာကိုတက်တက်ကြည့်လိုက်တယ်ကြည်ပြူကချမ်းလာပြီမလို့စိတ်မရှိသလိုနဲ့သူ့ကိုကြည့်ရင်ဟေးဘာပြောမှလဲမြင်မြပြောသူကြည်ပြူမျက်ဝန်းထဲကိုလေးလေးနက်နက်စိုက်ကြည့်ရင်ငါနဲ့ကိုချစ်တယ်ကြည်ပြူသူနဲ့သူ့စကားအဆုံးမှာကြည်ပြူမျက်နှာကသူထင်မထားမိတော့တဲ့အံ့ဩရည်ပြီးဖြတ်ပြီးသွားခဲ့လေသည်ပြီးတော့နင်ဘာပြောလိုက်တာလဲရှိမယုံနိုင်တယ်လို့အတန်တုံလေးနဲ့သူ့ကိုပြန်မေးလာခဲ့တော့ငါနင့်ကိုချစ်တယ်ဟုတ်တယ်ငါနင့်ကိုအရင်ချစ်တယ်ကြည်ဘူးသူ့စကားအဆုံးမှာကြည်ဘူးတည်းအော်ရည်လေသည်သူထိတ်ကနေဖြစ်သွားပြီးကြည်ဘူးမျက်နှာကိုအသေးစားကြည့်မိတော့မျက်ခမ်းလေးတွေပါရဲတက်လာတာသတိထားမိလိုက်တယ်ကြည်ဘူးငိုနေတာလားဆိုပြီးသူမလွတ်တမ်းလိုက်ကြည့်လိုက်တော့မဲမင်းကြီးမလေးကရေရင်းကနေတအီးငိုချတော့တာသူ့မှာပြပြတလဲတွေဖြစ်ရပြီဟာမငိုပါနဲ့ကြည်ဘူးဟာနင်ညင်းလဲငါစိတ်မဆိုးပါဘူးငိုတော့မငိုပါနဲ့ဟာအဲ့လိုပြောမှကြည်ဘူးကသူ့ကိုစိုက်ကြည့်ရင်အယူဆိုပြီးအာကောင်ချစ်အော်လီဒီမိုးတန်လေးတန်းနဲ့မလို့တာတော်သေးတာအတန်းကတော်တော်ကျဲသွားတာပြီးတော့သူ့ဘာတစ်ဘက်ကိုလှမ်းဆွဲလိုက်ရင်ပြောလိုက်တာကရှိန်ငါနေ့စီကဒီစကားကြားရဖို့ဘာတော့တောင်စောင့်ခဲ့ရလဲတိလားအခုမှပြောရလားအယူကောင်ရဲ့ကြားလိုက်ရတဲ့စကားကိုချက်ချင်းနားမလဲလို့တစ်ချက်တော့ကြောင်သွားသေးရဲ့ပြီးမှဟာဒါဆိုနေငါ့ကိုချစ်တယ်ပေါ့ဟာသူအပြော်လွန်ပြီးကြည်ပြူကိုဆွေကနေကောက်ကြည့်ပြီးခြေလက်ပတ်ရမ်းပစ်တော့တာတွေ့ကြမှာကြောက်ပြီးသူ့ကိုတင်းတင်းဖတ်ထားတဲ့လက်ကလေးတွေကိုအခုထိမမေ့သေးအဲ့နေ့ကအိမ်ပြန်ရောက်တော့နှစ်ယောက်လုံးဖျားခဲ့တာကလည်းမှတ်မှတ်ရပင်အတိတ်စီကိုပြန်တွေးရင်သူပြုံးပြီးတော့ကြည်ပြူကဘာတွေပြောနေရလဲငါလည်းပြောပြပါဦးစားတယ်လို့နောက်တယ်လို့ပြောလာတဲ့စကားကြောင့်အေးဘာပြောပြမယ်ပြောဆိုနဲ့သူကားကိုလမ်းမေးချရပြီးကားပေါ်ကဆင်းတော့ကြည်ပြူကလည်းဆင်းလိုက်လာတယ်လမ်းမေးတစ်ပင်အောင်ရောက်တော့ရက်နေတဲ့သူကနာကြည်ပြူကဘာစကားမှမဆိုပဲဘေးကနေလာရက်လီတော့သူကြည်ပြူဘက်ကိုအသာလဲပြီးပကုံးကနေဆွဲယူပြီးဖက်လိုက်တယ်ရှင်လမ်းမေးကြီးမှာခဏလေးပါဟာငါနဲ့အရက်ချစ်တယ်ကြည်ပြူငါလိုအတိုင်းငါပင်မနိုင်ငါပင်မနေအမျက်ရှိနေပေးခဲ့တယ်အရက်ချစ်တယ်ဆိုတဲ့စကားထက်လေးနဲ့တဲ့စကားရှိတဲ့ရင်ပြောချင်တဲ့ကြည်ပြူငါနဲ့ကိုမြဲမြဲနုံနုံနဲ့ကိုချစ်တာအစားမတိမတာယုံနေတဲ့ကြည်ပြူကသူ့စကားအဆုံးမှာငြိမ်သွားပြီးသူ့ကိုပြန်ဖတ်သွယ်လာခဲ့တယ်ငါလည်းနဲ့ကိုပြောမပြတတ်အောင်ချစ်ပါတယ်ရှင်ရဲ့တယောက်နဲ့တယောက်လူထက်မတက်ဖတ်ထားရင်စက္ကန့်တော့ကြတော့ကြည်ပြူကသူ့ရင်ဝင်ထဲကနေအသာမောကြည့်ပြီးကဲကူတော့တူရီစီသွားလိုက်ရအောင်နေမဲ့စိတ်ပူတယ်ဆိုဒါနဲ့ကားစီပြန်လာပြီးမောင်းထွက်လာတဲ့လမ်းတစ်လျှောက်ကြည်ဘူးလက်ကလေးကိုတီးဦးသေးရဆုပ်ကန်မိခဲ့သည့်အထိဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမမိုင်ရရဲ့ဝကြီးရှိခဲ့တော့ဆိုတဲ့ပရာလောကဇလန်တတိယပိုင်းလေးကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ
ဒီနေ့အထိ channel လေးကို like and subscribe မလုပ်ရသေးရင်လည်းလုပ်ပေးတော့ကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်သူပြည်သက်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ